ဒီဗီဒီယိုဖိုင်လေးကကျွန်တော်တို့ application lock ခတ်တဲ့ application တွေမလိုဘဲနဲ့ကျွန်တော်တို့2026 latest version မှာပါလာတဲ့messenger ကိုတော့ခတ်တဲ့နီးလေးကိုမြောက်ပေးတာမှာဖြစ်တယ်ကျွန်တော်တို့ငယ်ချင်းဒီတယောက်မှဖြစ်เนาะကိုယ့်ရဲ့ဖုန်းထားခဲ့တဲ့အခါမှာတကယ်ချင်းကနေပြီးတော့ messenger တဲ့ခိုးဝင်ကြည့်လို့မရအောင်တော့ခတ်လို့ရတဲ့ပုံစံလေးကိုဒီဗီဒီယိုဖိုင်မှာပြသပေးတာမှာဖြစ်တယ် Okay ဆိုတော့ကျွန်တော်တို့ဥစွာ messenger ထဲမှာဝင်လိုက်ပါ Okay ဒါကြတော့ကျွန်တော်ဗီဒီယိုဖိုင်လို့ပို့တော့ကျွန်တော်ကိုယ်တိုင် lock ခတ်ထားတာဖြစ်တယ် Okay မှာ lock နဲ့ကို passport phone passport ကိုထည့်ပြီးတော့ဝင်ရမှာပေါ့နော်ကို passport ကိုထည့်ပြီးတော့ဝင်ရမှာပေါ့နော်ပြီးတော့ next Okay ကျွန်တော်တို့passport ကိုကျွန်တော် application ကိုpassport ဘယ်လိုခံမလဲဆိုရင်ကျွန်တော် menu ထဲကနေဆက်သွားပါအောက်ပိုင်းပြီးတော့ရင် setting ကိုသွားပါ Okay ပြီးတော့ရင်အောက်ဆွဲချပါ privacy and security ကိုတစ်ချက်နှိပ်ပါ Okay ပြီးတော့ရင်အောက်မှာ app lock ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်ပါကျွန်တော်ကြတော့ခုနပဲဖွင့်လိုက်တာဖြစ်တယ် Okay ဒီမှာတော့ရေးခိုင်းတာဖြစ်တယ်ကျွန်တော်ကြတော့ after I leave messenger ကျွန်တော်က messenger ကနေထွက်တာနဲ့ lock ခတ်မယ်ဆိုတဲ့ဟာလေးကိုရေးထားတာဖြစ်တယ်အောက်မှာကြတော့ကျွန်တော်10မိနစ်ကျွန်တော်တို့ messenger အသုံးမပြုတော့တဲ့နောက်ပိုင်း10မိနစ်အကြာမှပဲ lock ခတ်မလားပြီးတော့ရင်15မိနစ်တနာရီဆိုပြီးတော့ရေးချခွင့်ကိုပေးထားတာဖြစ်တယ် Okay ဒီနားလေးမှာကျွန်တော်ပိတ်ထားတာဖြစ်တယ်ဒီနားလေးမှာပိတ်နေမှာဖြစ်တယ်အဲ့ဒါလေးကိုဖွင့်ပြီးတော့ကျွန်တော်ဒီမှာကိုယ့်ရဲ့ passport လေးကိုရိုက်နေပြီးကျွန်တော်ဒီမှာကိုကြိုက်နေတဲ့ရာကိုရွေးလို့ရပါတယ်ဒီနေ့အကျကိုတကယ်ချင်းရှာရှယ်တကယ်ချင်းကိုရဲ့ messenger ဝင်ကြည့်ပြီးတော့ဆက်စုလို့မရအောင်ပိတ်ထားလို့ရတဲ့နည်းလေးကို sharing လုပ်ပေးတာဖြစ်တယ်အားလုံးကိုကျေးဇူးတင်ပါတယ်